Hello ညီကိုတွေအားလုံးပဲမင်္ဂလာပါ United Way YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီညကစားခဲ့တဲ့ဒီ Manchester United အသင်းနဲ့ Everton အသင်းတို့ရဲ့ပွဲပြီးရလဒ်ကလေးကိုညီကိုတွေနဲ့အတူတူပြုလုပ်ပေးသွားကြပါတယ်အဓိကကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့ Manchester United အသင်းအနေနဲ့ပေါ့နော်ဒါသူတို့လှုပ်เสียရှိတဲ့အခြေအနေတစ်ခုကိုကောင်းကောင်းမွန်မွန်လှုပ်ဆောင်သွားနိုင်ခဲ့ပြီပေါ့လေဒါဘလို့ပဲဖြစ်ဖြစ်လီဗာပူးချက်စီမန်ချက်စတာယူနိုက်တက်အသင်းတို့ကဒါအမှတ်အတူတူဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီညကစားခဲ့တဲ့ Everton နဲ့ Manchester United တို့ရဲ့ပွဲပြီးရလဒ်ကတော့ကျွန်တော်တို့ United အသင်းကဒါဘလို့ပဲဖြစ်ဖြစ်1-0ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့တယ်ပေါ့လေဒီအချိန်ဒီမှာကျွန်တော်တို့က3မှတ်သားနဲ့အဆင့်လေးကိုဒါအောင်မြင်မြင်ရောက်ရှိသွားခဲ့ပြီပေါ့လေဘလိုပဲဖြစ်ဖြစ် Everton ရဲ့အဝေးကွင်းရတာကျွန်တော်တို့ United အနေနဲ့ဒါခက်ခဲခဲ့တယ်ပေါ့လေနော် Everton ရဲ့ခံစစ်ကလည်းတကယ်ကိုမာကျောကျစ်လက်တဲ့ခံစစ်ကျွန်တော်တို့ဒီ Manchester United အသင်းရဲ့တိုက်စစ်ပိုင်းမှာဆိုရင်လည်းဒါတကယ်ကိုကောင်းတဲ့တိုက်စစ် Benjamin Sesko ကျွန်တော်တို့မာတီယာကိုညာနောက်ပြီးကျွန်တော်တို့ဒီ Brian Amomo တို့လိုကစားသမားတွေရှိနေတာတောင်မှပဲဒါကိုတကူခက်ခဲနဲ့ရရှိခဲ့တယ်ပေါ့လေနော်ဒါဘလို့ပဲဖြစ်ဖြစ်အနိုင်3မှတ်ကိုဒါကျွန်တော်တို့အနေနဲ့ရယူနိုင်ခဲ့ပြီပေါ့လေကိုပြည့်နိုင်ပွဲမဟုတ်ပေမဲ့ဒါဘလို့ပဲဖြစ်ဖြစ်အခုလိုခက်ခဲတဲ့အဝေးကွင်းမှာ3မှတ်ရခဲ့တာဒါတကယ်ကိုချန်ပီယံလိဝင်ခွင့်အတွက်ကိုတကယ်ကိုဒါအဖိုးတန်တဲ့အောင်ပွဲပါပဲเนาะဒါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဒီတိုက်စစ်ကစားသမားတွေကိုဒါရှီကျူးရမယ့်အနေအထားတစ်ခုပေါ့လေเนาะညီကိုအနေနဲ့ဘလို့ထင်ကြလဲဒီကျွန်တော်တို့ရဲ့ကိုသမားလေးလန်စ်မတ်ကိုရောဒီပွဲမှာညီကိုအနေနဲ့ဘလို့ထင်ကြလဲတကယ်အရင်ကောင်းခဲ့เนาะဒါကျွန်တော်တို့ Everton အသင်းရဲ့ဒါဘောလုံးကန်သွင်းချက်အဝေးကန်ချက်အများကြီးရခဲ့တဲ့အချိန်တွေတခုမှာဒါကျွန်တော်တို့ရဲ့ကိုသမားလေးလန်စ်မတ်ကဒါလုံးဝကိုပိုင်နိုင်တဲ့ဟိုဒါပုတ်ထုတ်ကာကွယ်နိုင်ခဲ့တယ်တချို့လုံးတွေဆိုရင်လည်းသူအမေရဖမ်းနိုင်ခဲ့ပေါ့လေဒီပွဲရဲ့ Man of the Man ဆုတော့ဒီကိုကြီးအနေနဲ့ဘယ်သူ့ပေးခြင်းလဲကျွန်တော်ကတော့ဒါကိုသမားလေးလန်မှတ်ကိုပေးခြင်းပါတယ်ဒီကိုကြီးအနေနဲ့ဒီပွဲရဲ့ Man of the Man ဆုကိုဘယ်သူ့ပေးခြင်းကြလဲcommentမှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်